ရှိရှောက်ရောက်လာတော့မယ်ဒဇန်ကာလနဲ့၄လပိုင်း၅လပိုင်းမှာမွေးဖွားတော့မယ်မိမိတို့အတွက်ခုတည်းက new born ဘက်ကလေးတွေကိုစီစဉ်လို့ရအောင်ထွေးတို့ရဲ့ online အရောက်ဆိုင်ဘက်မှာလည်း new born baby လေးနဲ့ပတ်သက်တဲ့ item မှန်သမျှကိုလိုလေသေးမရှိအောင်အသေးစိတ်ကြိုတင်ဖြည့်ပေးထားတယ်ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်လည်း baby လေးတွေအတွက် diaper လေးတွေနဲ့မှုရမျိုးစားလေးဆိုရင်လည်းအစော်အလင်းမိမိအတွက်ဆိုရင်လည်းဒီလိုမျိုးမြည်တဲ့အခင်းလေးတွေကအစားအကောင်အသေးစိတ်ဖြည့်ပေးထားပါတယ်baby လေးတွေအတွက်ဆိုရင် EO လေးတွေအစော်အလင်းနဲ့ချီပိုးလေးတွေကိုလည်းအပြည့်ဖြည့်ပေးထားတယ်ပေါ့နော်အပေါ်ထက်မှာဆိုရင်လည်းဒီလိုမျိုးခြေချစရာနေရာမရှိအောင်ပစ္စည်းလေးတွေအစော်အလင်းကိုဖြည့်ပေးထားတာဖြစ်တဲ့အတွက်နေဝေးကမိမိတွေနဲ့ရန်ကုန်မြို့တွင်းမှာဆိုင်ကိုမလာနိုင်တဲ့မိမိတွေ online ကနေပြီးတော့ new born ဘက်ကလေးကိုယုံကြည်စိတ်ချစွာနဲ့စီစဉ်လို့ရပါတယ်နော်ဒီမျိုး new born ဘက်ကလေးတွေကိုစီစဉ်ခြင်းနဲ့ဆိုရင်တော့အထွေးတို့ရဲ့ Viber နံပါတ်လေးတွေဖြစ်တဲ့ခွင်9ခွင်4 4 3 6 8 8နဲ့ခွင်8ခွင်8 2 3 3 4 3ည Viber နံပါတ်တို့မှာဆက်သွယ်မှာလို့ရပါတယ်ရှင်ရန်ကုန်မြို့တွင်းဆိုရင်အရောက်ငွေချင်နဲ့ပို့ပေးတယ်လို့နေဝေးကမိမိတွေအတွက်ဆိုရင်လည်းငွေလဲလေးဝင်တာနဲ့မနက်ဂိတ်တင်ပေးတာမို့ယုံကြည်စိတ်ချစွာနဲ့မှာယူလို့ရပါတယ်ရှင်